ကျွန်တော်တို့ကဖုန်းတစ်လုံး internet လေးရှိုံနဲ့ကဘာကြီးရဲ့ဘယ်နေရာကိုမဆိုကြည့်လို့ရတယ်ရောက်သွားနိုင်တဲ့ခေတ်ကြီးထဲမှာအစိုးရကဥပဒေတစ်ခုထုတ်ပြီးတော့အသက်16နှစ်အောက်ကလေးတွေကို social media အသုံးပြုခွင့်ပိတ်ပင်လိုက်မယ်ဆိုဘာဖြစ်သွားမလဲခိုးတုံးကြမှာပေါ့ဟုတ်တယ်မလားဒါပေမဲ့အခုအဲ့လောက်မလွယ်တော့ပါဘူးဒီအပိုင်းတွင်းမှာပဲ UK အစိုးရကနေပြီးတော့သူတို့နိုင်ငံက16နှစ်အောက်ကလေးတွေကို social media အသုံးပြုခွင့်လုံးဝပိတ်ပင်လိုက်တော့မယ်ဆိုပြီးတော့ဥပဒေမူကြမ်းနဲ့အတူအတည်ပြုထုတ်ပြန်စာတွေရှိလာခဲ့ပါတယ် Ban access to social media. The UK's children's online safety. အဲ့တော့ဒီလိုမျိုးသတင်းကိုကြားပြီးတဲ့နောက်ပိုင်းမှာလူတော်တော်များများကပြောပြီးမိန့်ခွန်းထုတ်လာကြပါတယ်တကယ်တော့ဒီကိစ္စကြီးကဖြစ်လာနိုင်မှာလားသူတို့ပိတ်ရင်ရောခိုးသုံးလို့မရဘူးလားပေါ့ဒီ UK အစိုးရထုတ်ပြန်တဲ့ online safety app ဆိုတဲ့ဥပဒေထဲမှာဘာတွေပါဝင်နေတာလဲပေါ့မိတ်ဆွေတို့အတွက်ကျွန်တော်စအောင်ပါဒီကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုပဲလေ့လာကြည့်လိုက်ရအောင်ပါအဲ့တော့ပထမဆုံးအနေနဲ့ဒီအပိုင်းအတွင်းမှာ UK အစိုးရကနေပြီးတော့ဒီလိုမျိုး16နှစ်အောက်ကလေးတွေကို online အသုံးပြုခွင့်ပိတ်ပင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဆိုလို့ဆွေးနွေးမှုတွေလည်းရှိနေတယ်တစ်ဖက်မှာလည်းကန့်ကွက်မှုတွေရှိနေလို့တစ်ဖက်မှာလည်းထောက်ခံမှုတွေကရှိနေပြန်တာပဲဗျအဲ့တော့ပြီးခဲ့တဲ့လပိုင်းဒီကာလက Australia ဘက်ကနေပြီးတော့16နှစ်အောက်ကလေးတငယ်တွေနဲ့ပတ်သက်ပြီး online အသုံးပြုမှုပိတ်ပင်မှုအတွက်ဥပဒေမူကြမ်းတွေရေးဆွဲခဲ့တာကိုကျွန်တော်မိတ်ဆွေတို့မှတ်မိလောက်အောင်ပါအဲ့တုန်းကလည်းသတင်းကတော်တော်ဟော့တယ်ပေါ့နော်အခုတစ်ခေါက်မှာတော့ UK အစိုးရကိုယ်တိုင်ကပါဒီကိစ္စနဲ့ပတ်သက်ပြီးထက်ထဲဝင်ကျင့်သုံးတော့မယ်ဆိုတော့ကမ္ဘာနိုင်ငံတော်တော်များများအထိပါခရဲရိုက်လာနိုင်ပါတယ်ပေါ့နော်အဲ့တော့ UK ကထုတ်ပြန်တဲ့ online safety app online baking လုံခြုံရေးဆိုင်ရာဥပဒေထဲမှာဘာတွေပါဝင်နေလဲဆိုရင် duty of care ဆိုတဲ့အကာအကွယ်ပေးရန်တာဝန်ယူရမယ်ဆိုတဲ့အချက်ပါဒီကိစ္စကကျွန်တော်တို့တွေအားလုံးကြုံတွေ့နေရတဲ့အတိုင်း online အသုံးပြုသူတဦးတယောက်က online ပေါ်ကတခြားသောလူတယောက်ကို cyber bully လုပ်ခြင်းတွေဒါမှမဟုတ် cyber attack ကျွန်တော် online ကနေပြီးတော့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစိတ်မသက်မသာဖြစ်အောင်ပြုလုပ်ခြင်းနောက်ဆုံးတက်အနေကိုပါထိပါလာနိုင်စေတဲ့ချိန်ချောက်မှုတွေအတွက်ဒီ social media platform touch company တွေကနေပါတာဝန်ယူပေးရမယ်ဆိုတဲ့အချက်ပါအဲ့တော့အရင်တုန်းကလိုမျိုးsocial media platform တွေကငါတို့က platform ပဲပေးတာလေအသုံးပြုသူကသူ့ဘာသူသုံးတာငါတို့နဲ့ဘာဆိုင်လို့လဲကွာဆိုပြီးတော့သွားပြောလို့မရတော့ပါဘူးဒီကိစ္စမှာသူတို့နဲ့ဓာတ်ရိုက်ဆက်နွယ်နေပြီးတော့သူတို့ကိုယ်တိုင်တာဝန်ယူပေးရမယ်ဆိုတဲ့အချက်ကြီးပါဒုတိယအချက်ကနီးပညာကုမ္ပဏီတွေကိုဓာတ်ရိုက်ခြင်းပါအဲ့တော့ touch လောကက social media platform တွေဖြစ်တဲ့ Facebook တို့ YouTube တို့ Snapchat တို့ဒီကုမ္ပဏီတွေကအသုံးပြုသူတွေထဲမှာကလေးငယ်တွေပါဝင်နေလို့ရှိရင်ဒီကလေးငယ်တွေစီကိုမကြည့်တဲ့ content တွေဒါမှမဟုတ်အများမြင်ဖို့လူထုအတွက်မသင့်လျော်တဲ့ content တွေကိုခွင့်ပြုပြီးတော့တင်ပေးထားတယ်ကြီးခွင့်ပြုထားတယ်ဆိုလို့ရှိရင်နှစ်စဉ်အဲ့ဒီကုမ္ပဏီကတစ်ကမ္ဘာလုံးကနေရရှိနေတဲ့ဝင်ငွေတွေကနေပြီးတော့10%ထိပါဒဏ်ရိုက်နိုင်တယ်ဆိုပြီးတော့လည်းပြဋ္ဌာန်းထားပါတယ်အဲ့တော့10%ဆိုပြီးတော့ပေါ်သေးသေးသွားတွက်လို့မရပါဘူးဒါကနီးပညာကုမ္ပဏီကြီးတွေအတွက်ဒေါ်လာဘီလီယံနဲ့ချီတဲ့ပမာဏတစ်ခုလည်းဖြစ်ပါတယ်ဒါ့အပြင်ဒီလိုဒဏ်ရိုက်ချင်းသာမကဘဲနဲ့သူတို့ရဲ့ဥပဒေမူကြမ်းကိုဖောက်ပြနေတဲ့ social media platform တွေကို UK နိုင်ငံမှာလုံးဝတစ်သက်လုံးသုံးလို့မရအောင်ပိတ်ပင်လိုက်မယ်ဘန်လိုက်တဲ့အထိတောင်မှပြုတ်လုသွားမယ်ဆိုပြီးတော့ပြဋ္ဌာန်းထားတာပါနံပါတ်3ချက်အနေနဲ့ကတော့ဒီနေ့ကြီးပါကုမ္ပဏီရဲ့အကြီးအကဲတွေကိုပါထောင်ချပစ်မှာပါဥပဒေအရအရေးယူတာမျိုးပေါ့အကယ်၍သူတို့ရဲ့ social media platform ဥပမာ Facebook ပေါ်မှာသူတို့တားမြစ်ထားတဲ့အရာတွေကိုစင်ဆက်မပြတ်လုပ်နေတဲ့အစိုးရရဲ့နီလန်းတွေကိုဥပဒေတွေကိုလိုက်မနာဘူးဆိုလို့ရှိရင်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတာဝန်ရှိနေတဲ့ manager တွေအကြီးအကဲတွေကိုပါသူတို့ကပူးပေါင်းမပါဝင်ပေးဘူးဆိုတဲ့အချက်နဲ့ပဲဆွဲချက်တင်ပြီးတော့တရားစွဲထောင်ချမယ်ဆိုတဲ့ချက်ပါပဲဗျအဲ့တော့ဒီအချက်3ချက်နဲ့တင် UK ရဲ့ online safety app ဆိုတဲ့ online baking လုံခြုံရေးဥပဒေကတာမန်တတိပေးတဲ့အဆင့်မဟုတ်တော့ဘဲနဲ့ touch company တွေကိုပါထိထိရောက်အရေးယူသွားမယ်ဆိုပြီးတော့ရာသတန်ပေးချိန်ချောက်လိုက်တဲ့သဘောလည်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုတော်တော်များများသိကျင်နေတဲ့အချက်ကဒီ16နှစ်အောက်ကလေးတွေကို online social media အသုံးပြုခွင့်ပိတ်တယ်ပဲထားကွာဘယ်လိုပိတ်ကြမှာလဲပေါ့တော်တော်များများကတော့ပြောကြတယ်ငကိုတွေကဖွင့်နေပြီးသားအကောင့်တွေလည်းရှိမယ်ပြီးတော့သူတို့ကတယောက်ချင်းကလူတွေတန်းပေါင်းများစွာဘယ်လူက16နှစ်ဘယ်ဟိုဟာကအသက်ပြည့်မပြည့်ကိုသူတို့ကဘယ်လိုလိုက်စင်မှာလဲပေါ့နော်ဒီမှာအချက်3ချက်ကိုလှုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်နံပါတ်1ချက်အနေနဲ့ကတော့ facial age estimation ဆိုတဲ့မျက်နှာကြည့်ပြီးတော့ scan ဖတ်မယ်အသက်ကိုခန့်မှန်းမယ်ဥပမာအနေနဲ့16နှစ်ပြည့်သည်ဖြစ်ဖြစ်မပြည့်သေးတဲ့ကလေးတယောက်ကဖြစ်ဖြစ်ကျွန်တော်တို့Facebook တို့တခြားသော platform social media တွေအသုံးပြုဖို့အကောင့်စပြီးတော့ဖွင့်လိုက်ပြီးဆိုတာနဲ့ဒီမှာချက်ချင်းကိုကင်မရာကပွင့်လာမယ် AI နည်းပညာနဲ့မျက်နှာကို scan ဖတ်လိုက်ပြီးတော့သူ့ရဲ့အသက်ကိုခန့်မှန်းမှာလည်းဖြစ်ပါတယ်နောက်ထပ်နံပါတ်2အချက်အနေနဲ့ကတော့ပို့ပြီးတော့တိကျသွားမှာပါ digital ID နဲ့ passport verification ပေါ့နိုင်ငံသားထဲမှာ passport တွေရှိမယ်မှတ်ပုံတင်တွေရှိမယ်အသက်ပြည့်ပြီးမပြည့်ပြီးပေါ့
အဲ့တော့ဒီ passport တွေကိုသူတို့ကအချက်လက်တွေတောင်းမယ်ဒီအချက်လက်တွေပေးတော့မှပဲ online ပေါ်မှာ account ဖွင့်ပြီးတော့ social media အသုံးပြုခွင့်ရမယ်အဲ့တော့16နှစ်အောက်ကလေးတွေကိုစစ်ထုတ်ပြီးသားဖြစ်သွားပါလိမ့်မယ်နံပါတ်3ချက်အနေနဲ့ကပို့ပြီးတော့မှစစ်ထုတ်လိုက်အောင်မယ်အချက်ပေါ့တပ်ပါတီ credit card verification ပေါ့ဒါကတော့နိုင်ငံကြီးတွေမှာတော်တော်များများ credit card တွေရှိကြတဲ့အတွက်ကြောင့်မလို့မိဘတွေရဲ့ credit card တွေကိုပါသူတို့ကတောင်းမယ်ပေါ့နော်16နှစ်ပြည့်ပြီးသွားတဲ့ကလေးတွေလည်း online social media သုံးမယ်ဆိုလို့ရှိရင်ဟုတ်ပြီမင်းတို့မိဘတွေရဲ့ credit card တွေကိုငါတို့အချက်လက်တွေတင်ပေးဒါမှမင်းကိုတုံ့ခွင့်ပြုမယ်ဆိုတဲ့အခြေအနေမျိုးကိုရောက်ရှိသွားတော့မှာပါရှင်းမပြောခဲ့လို့ပဲခိုးသုံးလို့မရဘူးလားပေါ့ကွာမင်းပြောတဲ့အချက်3ချက်ကိုမလိုက်နာပဲနဲ့အေးဆေးလေးအကောင့်ခိုးဖွင့်လိုက်လေရနေတာပဲမရဘူးမဟုတ်ရတော့ရဒါပေမဲ့သူတို့ကတေချာဆက်အောင်မှာခုခေတ်မှာကလေးတွေကလူကြီးတွေထပ်ပို့ပြီးတော့ touch ကိုကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်နေတဲ့အခြေအနေရှိနေတော့သူတို့တွေကလည်း virtual network private ဆိုတဲ့ VPN တွေသုံးပြီးတော့လဲနိုင်ငံတွေကြော်ခွပြီးတော့သုံးကြအောင်ပါပဲဒီမှာ UK အစိုးရက VPN ကိုသုံးပြီးတော့ကြော်ခွမဲ့ကလေးတွေအတွက်ကိုဒီကလေးတွေကိုဓာတ်ရိုက်အပြစ်ပေးမှာမဟုတ်ဘူးပေးသုံးနေတဲ့ touch company တွေကိုစစ်တော့မှာပါအရင်ညစ်တဲ့သဘောပေါ့ဥပမာ Facebook ကနေပြီးတော့ကလေးတယောက်က VPN နဲ့ကြော်ခွပြီး UK နိုင်ငံထဲကနေပြီးတော့သုံးနေတယ်ဆိုတာကိုသိတာနဲ့ social media platform ကနေပြီးတော့ UK ကိုဒဏ်ကြီးဒေါ်လာဘီလီယံနဲ့ပေးဆောင်ရမယ်ဆိုတဲ့အချက်တွေလည်းရှိနေပါတယ်အဲ့တော့ဆိုလိုတာက TikTok တို့ Facebook တို့ဘက်ကနေပြီးတော့ VPN နဲ့ကြော်ခွသုံးနေတဲ့သူတွေကိုသူတို့ကိုယ်တိုင်ပြန်ပြီးတော့ဖမ်းပေးရမယ့်အဆင့်ကိုရောက်လာပါလိမ့်မယ်ဗျအဲ့တော့ VPN နဲ့ Facebook သုံးတဲ့သူတွေကတတိခတ်ကြီးထားရတော့မယ့်အခြေအနေတစ်ခုပေါ့နော်နောက်ထပ်ကျွမ်းကျင်တစ်ခုအနေနဲ့ကတော့အကောင့်ဟောင်းနေပေါ့နော်ကျွန်တော်16နှစ်မပြည့်သေးဘူးကွာ14နှစ်15နှစ်10နှစ်တည်းကအကောင့်ဖွင့်ပေးထားတယ်အခုလက်ရှိလဲ social တွေသုံးနေတယ်ဆိုတော့အကောင့်ဟောင်းတွေကိုလည်းလုံးဝချန်ထားပေးမှာမဟုတ်ပါဘူးခုဥပဒေမူကြမ်းအတီးပြုတ်လိုက်တဲ့အသက်ဝင်တဲ့နေ့ကစပြီးတော့အခုလိုမျိုးအကောင့်တွေကိုချက်ချင်းစစ်ထုတ်လိုက်မယ်ဒီအကောင့်အဟောင်းတွေကိုအသုံးပြုနေတဲ့ကလေးတငယ်တွေကတကယ်ပဲ16နှစ်ကျော်သွားပြီလားဆိုတာကို verification ပြန်ပြီးတော့စစ်သွားမှာပါရှေ့ကပြောတဲ့အချက်တွေနဲ့မျက်နှာကို scan ဖတ်မယ် AI နဲ့အသက်ခံမှန်းမယ်ပြီးရင် passport တွေတောင်းမယ် credit card တွေတောင်းမယ်ဗျာဒီလိုမျိုး recheck verification ကိုလုပ်သွားမယ်ဆိုပြီးတော့လေသိရတယ်ဒီအကောင့်ဟောင်းနေတဲ့မှာသူတို့ကအသက်မပြည့်သေးဘူးလို့ယူဆတယ်စစ်ဆေးမှုရတွေ့ရှိတယ်ဆိုတာချက်ချင်း suspend လုပ်ပစ်လိုက်မယ်ရက်တန့်ပေးလိုက်မယ်ဒါမှမဟုတ်ဒီအကောင့်တွေကို delete လုပ်ပလိုက်တာမျိုးအခြေအနေတွေနဲ့လည်းကြုံတွေ့ရနိုင်ပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင် UK ရဲ့ဒီ online safety app ဆိုတဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့ဘာတွေအကျိုးကျေးဇူးရလာမှာလဲဘာကြောင့်မို့လို့သူတို့ကအခုလိုမျိုး16နှစ်အောက်ကလေးငယ်တွေကို social အသုံးပြုခွင့်မပေးသင့်တော့ဘူးလို့ထင်ပြီးပိတ်ပင်ရမှာလေပေါ့ဒါတွေကတော့ပြောနေစရာတော့မလိုပါဘူးကျွန်တော်တို့ကဘာနဲ့ချီပြီးတော့ကလေးငယ်တွေကအခုချိန်မှာ social media တွေ online အသုံးပြုမှုတွေကြောင့်မို့လို့ mental health တွေစိတ်ကျန်းမာရေးတွေတော်တော်လေးထိခိုက်နေပါတယ်တချို့ကလေးတွေဆိုသူတို့ပြုလုပ်ကြတဲ့အခြေအနေမျိုးတွေရှိပြီးတော့အသက်ဆုံးပါနေရတယ်။ကြောင်းထဲမှာအနိုင်ကျင့်မှုတွေပြီးတော့ဒီ social platform တွေကြောင့်မလို့အသက်မပြည့်သေးတဲ့ main ကလေးတွေထိခိုက်နေတာမှုတွေအများကြီးရှိလာတယ်။ဒီကနေပဲတစ်ဆင့်သူတို့နောက်ကြီးပြင်းလာမယ့်ဘဝအထိတောင်မှယုံကြည်မှုတွေပျောက်ဆုံးပြီးတော့လူဘဝမှာကောင်းမရက်တည်နိုင်မယ့်အခြေအနေတွေကိုဖန်တီးဖြစ်သွားနိုင်ပါတယ်။ဒီချက်ကအရေးကြီးဆုံးပါ။ဒုတိယချက်အနေနဲ့ကတော့ကလေးတငယ်တွေအနေနဲ့ real world connection ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ငငယ်တုန်းကလိုမျိုးတငယ်ချင်းတွေမိသားစုတွေအပေါင်းအသင်းရောင်းရင်းနေနဲ့ပျော်ပါမယ့်အချိန်တွေမရှိတော့ဘဲနဲ့ဒီ phone screen ပေါ်မှာပဲ scroll တွေလုပ်နေရင်းနဲ့အချိန်တွေကုန်နေကြတာများတဲ့အတွက်ကြောင့်မို့လို့ပြင်ပအားကစားတွေနဲ့ထိတွေ့မှုတွေပို့ပြီးတော့များလာစေမယ့်အကျိုးကျေးဇူးရှိပါတယ်။ရေးကြီးဆုံးတတိယအချက်က online ပေါ်က predator တွေပါကျွန်တော်တို့ online ပေါ်မှာကလေးငယ်တွေကိုပြစ်မှတ်ထားနေတဲ့သူတွေ cyberbullying လုပ်မဲ့ကောင်တွေထံကနေပြီးတော့ကလေးငယ်တွေကိုပြပြပပကာကွယ်ပေးလိုက်နိုင်မှာလည်းဖြစ်ပါတယ်။ရေးကြီးဆုံးကတော့အခုလိုမျိုးအသက်ကန့်သက်လိုက်ပြီးတော့ social media သုံးဝင်ကိုပိတ်ပင်လိုက်တဲ့အတွက်ကြောင့်မို့လို့အသက်မပြည့်သေးခင်မှာမဖြစ်တင်တာတွေမဖြစ်တော့ဘူးမတိတင်တာတွေကိုလည်းမတိတော့ဘူးဗျ။ဒီအချက်တွေကိုရှေ့ရှုပြီးတော့ဒီဥပဒေမူကြမ်းကိုရေးဆွဲတယ်ဆိုပြီးတော့လည်းသိရပါတယ်။ဟုတ်ပြီအဲ့တော့အခုချိန်မှာနည်းပညာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အခုလိုမျိုး social media ပိတ်ပင်မှုနဲ့ပတ်သက်လို့ UK ကကလေးမိဘတွေဖွင့်ရေးဆိုင်ရာလေ့လာသူတွေအနေနဲ့အဓိကအနေနဲ့ညှင်းခုန်မှုတွေမှာကလေးတွေကိုခေတ်နဲ့ညီပြောင်းလဲနေတဲ့နည်းပညာတွေကိုလည်းလေ့လာခွင့်ပေးတင်တယ်ဆိုတဲ့အချက်တွေလည်းပါဝင်နေလေတော့ကျွန်တော်မိတ်ဆွေတို့ကဘယ်လိုထင်လဲမိတ်ဆွေတို့မှာ16နှစ်အောက်ကလေးငယ်တွေရှိကြလားမိဘတယောက်နေနေတာဆိုလို့ရှိရင်ကလေးတွေကိုအခုလိုမျိုး social media အသုံးပြုခွင့်ပိတ်ပင်လိုက်မှာလားဒါမှမဟုတ်မိတ်ဆွေတို့ရဲ့ကြီးကြပ်မှုအောက်မှာပဲစနစ်တကျအသုံးပြုခွင့်ပေးမလားအထင်မြင်လေးတွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်မိတ်ဆွေတို့အားလုံးတို့ကျွန်တော်ဆက်အောင်ပဲဖြစ်ပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်ပါအားလုံးပဲ see you ပါ